အိမ်အောင်တဲ့တန်းကြာလာတဲ့မြတ်တယောက်နဲ့တယောက်စိတ်ပါဝင်စားမှုနေပါလာတာအတူနေတဲ့ခါမှာလည်းစိတ်လိုမကြစရာတွေများပြီးတော့စိတ်ဆန္ဒမပြေဝတာအဲ့ဒါကြောင့်ပဲအတူနေဖို့ဆန္ဒတွေနေပါလာတာတွေကြုံတွေ့နေရပြီဆိုရင်ဒီဗီဒီယိုလေးကိုကြည့်ကြဖို့တိုက်တွန်းနေပါတယ်ကျွန်တော်လူနာကြီးတွေကဒီလိုအခြေအနေတွေနဲ့ဒီလိုအခြေအနေလူနာတွေကိုကြည့်ပြီးတော့သူတို့ကတော့စွမ်းဆောင်ရင်ကောင်းလို့နေမှာပေါ့ငါတို့ကတော့တုံးလွတ်မြင်တာတွေပန်းစီပန်းညိုတွေဖြစ်နေတာတယောက်နဲ့တယောက်လည်းစိတ်ပါမှုနေပါနေတာဒီလိုအခြေအနေတွေရရှိဖို့အဆင်ပြေပါမလားဒီလိုအခြေအနေတွေရဖို့ဘယ်လောက်တောင်ကုထားလာလဲလို့တွေးမိနေညီကိုတို့မှားယွင်းနေပါပြီသူတို့ကလည်းကျွန်တော်စီမပြရင်လွန်ခဲ့တဲ့တစ်လလောက်ကညီကိုတို့လိုပဲတုံးလွတ်မြင်တာတွေပန်းစီပန်းညိုတွေနဲ့တယောက်နဲ့တယောက်စိတ်မပါဝင်တာတွေကြုံတွေ့နေရပြီးတော့ cycle of distress လို့ခေါ်တဲ့စိတ်လိုမကြခြင်းတန်နေရမှာလေပတ်နေရတဲ့လူတွေပဲဖြစ်ပါတယ်ခင်ဗျာဒီစိတ်လိုမကြခြင်းတန်နေရအကြောင်းကို cycle of distress part 1မှာကျွန်တော်ဖော်ပြပြီးသားဖြစ်ပြီးမြဲအခုဗီဒီယိုလေးမှာအချင်းချင်းဖော်ပြလိုက်ပါမယ်ခင်ဗျာ cycle of distress ကိုစတင်တာတော့အမျိုးသားကျန်းမာရေးဆိုင်ရာပြဿနာတွေဖြစ်တဲ့တုံ့လွန်မြန်ခြင်းထောင်မွေးမှုအားနည်းခြင်းနဲ့ဟော်မုန်းဓာတ်အားနည်းခြင်းတို့ဖြစ်ပြီးတော့စိတ်ပိုင်းဆိုင်ရာပြဿနာများဖြစ်တဲ့စီးပွားရေးလူမှုရေးဆိုင်ရာပြဿနာတွေအိမ်အောင်ရေးပြဿနာတွေကနေစတင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာအဲ့လိုကနေပြီးတော့အမျိုးသားတွေမှာ performance anxiety လို့ခေါ်တဲ့မိမိစွမ်းဆောင်ရည်မိမိအလိုမကျတာတွေဖြစ်ပြီးတော့ကာမဆက်ဆံရေးဝင်လေးလာခြင်းအတူနေခြင်းတွေရောကြလာခြင်းတွေဖြစ်နိုင်ပါတယ်အဲ့လိုကနေတစ်ဆင့်မှာမိမိဆန္ဒပြီးမြောက်နေတာပြီးပြီးတော့အမြန်ဆက်ဆံတာတွေဝိจิတန်းကြီးဆက်ဆံတာတွေဖြစ်လာနိုင်ပါတယ်ခင်ဗျမိမိဆန္ဒပြီးမြောက်ရုံပြီးပြီးတော့အမြန်ဆက်ဆံတာတုံ့လွတ်မြန်ခြင်းကိုတစ်ဖန်ပြန်ပြီးဆိုးဝါးစေပြီးတော့ဝိจิတန်းကြီးဆက်ဆံတာကလည်းစိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်တဲ့တယောက်နဲ့တယောက်စိတ်မပါတာတွေတယောက်နဲ့တယောက်အတူနေဖို့ဆန္ဒမရှိတော့တာတွေတစ်ဖန်ပြန်ဖြစ်လာပြီးတော့ဒီလိုမျိုးတန်းနေရလဲပတ်နေတာကိုတော့ cycle of distress လို့ခေါ်ဆိုခြင်းဖြစ်ပါတယ်ခင်ဗျဒီ cycle of distress ကနေဘယ်လိုရုံထွက်ရမလဲဆိုတာကိုတော့ဒီဗီဒီယိုလေးမှာကျွန်တော်ဖော်ပြသွားပါမယ်အခုလိုပေါ့နော်အိမ်အောင်တွေမှာစိတ်အလိုမကျခြင်းဖြစ်စေလို့ခေါ်တဲ့ cycle of distress ကိုကြုံတွေ့နေရပြီဆိုလို့ရှိရင်ပေါ့နော်အကုန်လုံးကကုသဖို့မကြိုးစားကြပဲねအများသောအားဖြင့်ပေါ့နော်PPO ဆက်ဆံကြရှိတယ်တချို့ကကြတော့လေပေါ့နော်ဒီဝိจิတန်းကြီးဆက်ဆံကြရှိတယ်အဲ့လိုမျိုးဆက်ပြီးဆောင်ရွက်နေခြင်းအဖြစ်ဒီ cycle ကထက်ကလဲပတ်နေပြီးတော့စိတ်လုံးကြံနေဖြစ်စေနေရလဲပိုဆိုးလာမယ်ပြီးတော့တယောက်နဲ့တယောက်လည်းဒီပေါ့နော်ကာမဒုက္ခတွေကာမဆန္ဒတွေတယောက်ပေါ်တယောက်လူလားမရှိတော့တာတွေအဲ့လိုဖြစ်လာပြီးတော့ဒီအိမ်တော်ကြီးကတဖြည်းဖြည်းနဲ့ဆိုးရွားလာနိုင်ပါတယ်ခင်ဗျအဲ့တော့အဲ့လိုမျိုးဖြစ်လာပြီဆိုလို့ရှိရင်ဒီတိုင်းဆက်မနေကြပဲလေဒီဖြစ်စဉ်ကနေဘယ်လိုရုံးထွက်မလဲဘယ်လိုကုသမှုခံယူမလဲအဲ့ဒါကိုစူးစမ်းဖို့အတွက်အားလုံးကိုတိုက်တွန်းနေပါတယ်ခင်ဗျဒီလိုပေါ့နော်စိတ်လုံးကြတဲ့ဖြစ်စဉ်ကြုံတွေ့နေရပြီဆိုလို့ရှိရင်ဘယ်လိုရုံးထွက်မလဲဆိုရင်တော့ပထမဦးဆုံးဖြစ်စဉ်ရဲ့အစဖြစ်တဲ့ပေါ့နော်အမျိုးသားကျန်းမာရေးဆိုင်ရာပြဿနာတွေဖြစ်တဲ့တုံ့လွတ်မြန်ခြင်းတို့ဒီပန်းစီပန်းချိုးပြဿနာတွေကိုကျွမ်းကျင်တဲ့ဆရာဝန်တွေအမျိုးသားကျန်းမာရေးဆရာဝန်တွေနဲ့တိုင်ပင်ကုသခြင်းအပြင်ဒီပြဿနာတွေကိုဖြေရှင်းပြီးသားဖြစ်မှာပါဗျာနောက်တစ်ခုကတော့ဒီစိတ်ပိုင်းဆိုင်ရာပြဿနာတွေပေါ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုတော့ပေါ့နော်ကြုံတွေ့လာတဲ့အခါမှာတူကာမဆန္ဒနည်းလာတာအရင်ကလိုစိတ်လှုပ်ရှားမှုမရှိတော့တာအဲ့ဒီဟာတွေကိုအဓိကနှစ်ယောက်ပူပေါင်းပြီးဖြေရှင်းမှုလိုပါတယ်ခင်ဗျဒီကိုပေါ့နော်ဒီအိမ်အောင်နဲ့နှစ်ယောက်တိုင်ပင်ပြီးတော့ဒီခီးလေးတစ်ခုသွားတာဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ်လေနှစ်ယောက်အတွက်တိတန့်အချိန်ပေးတာကို stress တွေများနေတဲ့နေ့တွေစိတ်ပင်ပန်းနေတဲ့ရက်တွေတယောက်ကစိတ်မပါတဲ့ရက်တွေမှာအဲ့လိုလှုပ်ဆောင်ခြင်းမပြုဘဲနဲ့ဒီလိုမျိုးပေါ့နှစ်ယောက်အတူတူdinner လေးသွားတာဖြစ်ဖြစ်ပေါ့ dinner သွားစားတာဖြစ်ဖြစ်ဒါမှမဟုတ်လေခီးလေးတစ်ခုသွားတာဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးအချိန်တစ်ခုတက်ပေးပြီးတော့နှစ်ယောက်လုံးစိတ်ပါတဲ့အချိန်မှာလှုပ်ဆောင်တာနောက်ပြီးတော့ကြတော့တယောက်နဲ့တယောက်လည်းဒီလိုဖြစ်စဉ်ကိုကိုတို့နှစ်ယောက်လုံးမှာဖြစ်နေပြီဆိုတာသိရှိပြီးတော့ပေါ့နော်အဲ့ဒီပြဿနာကိုအတူတူဖြေရှင်းသွားကြရင်တော့ဒီပြဿနာကပြည်လည်သွားမှာဖြစ်ပါတယ်အဲ့တော့ပေါ့နော်နောက်ဆုံးဒီကုန်းချုပ်အနေနဲ့ပြောရရင်တော့ဒီအိမ်အောင်တွေမှာအိမ်အောင်တန်းကြာလာတဲ့အများဒီတယောက်နဲ့တယောက်စိတ်အလိုမကျတဲ့ဖြစ်စဉ်လို့ခေါ်တဲ့ cycle of distress ကိုကြုံတွေ့နေရပြီဆိုလို့ရှိရင်ကိုယ့်ဘက်ကိုလည်းဒီပြဿနာဖြစ်နေပြီဆိုတာသိရှိရမယ်သတိထားရမယ်နောက်ပြီးတော့ဒီပြဿနာတွေရုံးထွက်ဖို့ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့တိုင်ပင်ပြီးတော့ကုသမှုခံယူသင့်တယ်လို့မိမိအိမ်အောင်တဲ့အချင်းချင်းပေါ့နော်တယောက်နဲ့တယောက်မှာလည်းညီညွတ်ညွတ်နဲ့ဖြေရှင်းလိုက်မယ်ဆိုရင်တော့ဒီပြဿနာကနေရုံးထွက်နိုင်ပြီးတော့မိမိတို့အိမ်အောင်တဲ့ဘယ်လောက်ပဲကြာမြင့်ပါစေဒီမိမိတို့ရဲ့အိမ်အောင်ကြီးကတာယာလှပပြီးတော့ကာမဒုက္ခတွေကာမဆန္ဒတွေလည်းအပြည့်အဝရရှိမှာဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်